နောက်ဆုံးတကားပေါက်ကတော့ဒီလိုဖြစ်ရဆိုရင်ထပ်မံမဖြစ်ပွားဖို့အစိုးရကနေပြီးတော့ပြည်သူလူထုကိုအာမခံချက်ပေးခြင်းဆိုတဲ့အပိုင်းပဲဖြစ်ပါတယ်ဒီဘိုင်းကတော့စစ်အာဏာရှင်တွေရက်ဆက်ရုံမာတဲ့ကျူးလွန်မှုတွေနောက်တစ်ချိန်ဘယ်တော့မှပြန်မဖြစ်တော့ပါဘူးဆိုတာကိုသေချာအောင်လှုပ်ဆောင်တဲ့အပိုင်းပဲဖြစ်ပါတယ်ခေတ်ဆက်ဆက်မြန်မာပြည်မှာစစ်အာဏာရှင်တွေကစိတ်ထင်တိုင်းပြည်သူလူထုပေါ်မှာမတရားအနိုင်ကျင့်ခွင့်ရနေတာဘာကြောင့်လို့ထင်လဲ ပြည့်ရမှောင်ပြည့်တယ်မောဘောထောင်ပြီး6ထောင်မပါဘူးဒါတော့နောင်ကိုဆူဆူပူလုံးဝဆိုရင်တော့အဲ့ဒါဆူရက်လူတွေမတက်တာဘူးတော့မှတ်ပြီးတော့လို့ ပညာရှင်တွေရဲ့လွတ်လပ်သုံးသပ်ချက်အရဆိုရင်တော့အစိုးရအဖွဲ့အစည်းတွေနဲ့တရားစီရင်မန်တိုင်တွေမှာအခြေခံအုတ်မြစ်အားနေတာအတိတ်ကမတရားကျူးလွန်ခဲ့တာတွေပေါ့သင်ခန်းစာယူပြီးပြုပြင်ပြောင်းလဲမှုတွေမလုပ်ကြတာတွေကြောင့်ဖြစ်တယ်လို့သုံးသပ်ကြပါတယ်။ဒါကြောင့်ကျွန်တော်တို့နိုင်ငံမျိုးမှာတော့နိုင်ငံရေးမှာစစ်တပ်ပါဝင်ပတ်သက်မှုလုံးဝမရှိစေရေးလုံခြုံရေးအခမ်းကဏ္ဍကိုအယက်သားအုပ်ချုပ်မှုအောက်မှာရှိစေရေးအပါအဝင်ဒန်းတူညီမျှမှုတရားမျှတမှုတွေနဲ့ Federal Democracy ကိုဖွဲ့စည်းပုံအခြေခံဥပဒေမှာပြဋ္ဌာန်းထားခြင်းဖြင့်ပြည်သူလူထုတွေခံစားခဲ့ရတဲ့ဖြစ်ရဆိုတွေထပ်မံမဖြစ်ပွားဖို့လမ်းစာတွေကိုပွင့်သွားစေမှာဖြစ်ပါတယ်။ဒါဆိုရင်ကိုယ့်လူတွေနေတဲ့ DJ ဆိုတာ1အမှန်တရားရှာဖွေခြင်း2တရားမျှတမှုရရှိရန်လှုံ့ဆော်ခြင်း3ပြန်လည်ကုစားပေးခြင်းနဲ့4ထပ်မံမဖြစ်ပွားရေးဆိုတဲ့တကားကြီးလေးကိုရှိတယ်ဆိုတာအခြေခံအဖြစ်နားလည်လောက်ပြီလို့ထင်ပါတယ်။ DJ ဆိုရင်အနာဂတ်မြန်မာနိုင်ငံတော်မှာဘယ်သူမှကြောက်တရားအောင်မှနေစရာမလိုပဲလူတဦးတယောက်ချင်းစီရဲ့ဂုဏ်သိက္ခာနဲ့လွတ်လပ်ခွင့်တို့ပြင်တရားမျှတမှုရရှိဖို့လှုံ့ဆော်ရမှာချင်းကပ်နိုင်တဲ့နည်းလမ်းတစ်ခုဖြစ်တယ်ဆိုတာကိုဝေမျှခွင့်ရတဲ့အတွက်ကျွန်တော်အနေနဲ့ကျေးဇူးအများကြီးတင်ပါတယ်